ဘဝမှာအောင်မြင်ပျော်ရွှင်ဖို့ဆိုရင်လေအရေးကြီးဆုံးအချက်ကဘာဖြစ်မယ်လို့စဉ်းစားဖို့ကြပါလားဒီနေ့လေးလာတင်ပြချင်မှာတော့မင်္ဂလာတုတ်တော်လာဒုတိယမြောက်မင်္ဂလာတရားဖြစ်တဲ့ပညာရှိတို့နဲ့ပေါင်းဖော်ခြင်းအကြောင်းကိုအတူတကွလေးလာရင်အဖြေရှာကြည့်ကြရအောင်ပါအစီအစဉ်လေးမစခင်မှာအသိပေးချင်တာလေးတစ်ခုရှိပါတယ်ဒီ channel ကို subscribe ရပ်တည်နိုင်မှုအတွက် VPN လေးသုံးပြီးကြည့်ရှုပေးခြင်းအပြင်အားပေးကူညီလို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ဘွားရဲ့အရင်ဆုံးမင်္ဂလာဆိုတာပါလေဒီမေခုံးကလည်းလူတွေရောနတ်ဖြစ်မာတွေကိုပါနှစ်ပေါင်းများစွာတော်တော်လေးခေါင်းစားစေကြတဲ့မေခုံးကြီးတစ်ခုပေါ့အမြဲမျိုးအယူဆအမျိုးနဲ့အဖြေရှာမဲ့ဖြစ်နေချိန်မှာပဲမြတ်စွာဘုရားရှင်ကမင်္ဂလာတော်မှာအဖြေကိုရှင်းရှင်းလင်းလင်းဟောကြားပေးခဲ့ပါတယ်ကဲဒါဆိုရင်တော့မြတ်စွာဘုရားရှင်ကဘဝရဲ့အကြီးမြတ်ဆုံးမင်္ဂလာတရားရဲ့အကြောင်းဘယ်လိုများဖြေကြားပေးခဲ့တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်လိုက်ကြရအောင်မြတ်စွာဘုရားရှင်အဖြေထဲမှာမင်္ဂလာတရားပေါင်း38ပါးတော်ပါဝင်ခဲ့ပါတယ်ဒီနေ့ကျွန်တော်လေ့လာမယ့်အထက်မှာတော့အလွန်နက်နက်မီတကယ့်ကိုအရေးပါတဲ့ဒုတိယမြောက်မင်္ဂလာတရားကိုအဓိကထားပြီးပြောပြထားမှာပါဟုတ်ပါတယ်ဒုတိယမြောက်မင်္ဂလာကတော့ပါဠိလိုပဏိတာနံစသေဝနာပါမြန်မာလိုကတော့ပညာရှိတို့ကိုပေါင်းတင်ဆက်ဆံခြင်းပေါ့ဒါဟာမင်္ဂလာတရားတွေထဲမှာအစောဆုံးဖော်ပြခံရတဲ့အချက်ဖြစ်ုံတင်မကဘူးလူတယောက်ရဲ့ဘဝလမ်းကြောင်းတစ်ခုလုံးကိုပုံဖော်ပေးနိုင်တဲ့အခြေခံအကြဆုံးအုတ်မြစ်တစ်ခုလည်းဖြစ်ပါတယ်ဒီမင်္ဂလာတရားကိုတီးတီးခြားခြားနားလည်ဖို့ဆိုရင်တော့လေအရင်ဆုံးပညာရှိဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုရှင်းရှင်းလင်းလင်းသိဖို့လိုလာပါပြီကျမ်းဂန်တွေမှာဆိုရင်လူမိုက်ပါဠိလိုတော့ပါလာပေါ့နဲ့ပညာရှိပန္တိတကိုရှင်းရှင်းလင်းလင်းခွဲပြထားတာပါလူမိုက်ဆိုတာကစိတ်တက်မှုဖွင့်ဖြိုးသေးဘူးအကျိုးအကြောင်းမစင်စားပဲစိတ်ထန်တိုင်းလှုပ်တတ်တဲ့သူကိုပြောတာပါပညာရှိကတော့စန့်ကျင်ဘက်ပေါ့ကိုချင်းတရားကောင်းတယ်စင်ချင်းတုံတရားအဖြစ်ရှိတယ်ဒီနေရာမှာတကယ့်ကိုစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကဘာလဲဆိုတော့ပညာရှိဖြစ်ခြင်းဟာပညာတတ်ဖြစ်ခြင်းနဲ့လုံးဝမတူပါဘူးတထတည်းမကြပါဘူးပညာရေးဘလောက်မြင့်မာတယ်လူမှုအဆင့်အတန်းချမ်းသာကြွယ်ဝမှုတွေနဲ့ဘာမှကိုမဆိုင်ပါဘူးဥပမာပညာမတတ်ပေမဲ့ကိုကျင့်တရားနဲ့ပြည့်စုံရင်သူဟာပညာရှိပဲအပြန်လည်အားဖြင့်ဘွဲတွေအများကြီးရပြီးအောင်မြင်နေပေမဲ့ကိုကျင့်တရားပြည့်ရွေးနေရင်တော့အဲ့ဒါကိုပညာရှိလို့လုံးဝခေါ်လို့မရပါဘူးဒါဆိုပညာရှိတယောက်ရဲ့အဓိကအရေးချင်းတွေကဘာတွေထင်မလဲသူတို့ဟာစိတ်ကိုကောင်းကောင်းပြင်းထားလို့စိတ်ထားမြင့်မြတ်ကြတယ်ယုံကြည်ကိုးစားထိုက်တယ်ကိုချင်းဒီလာနဲ့ပြည့်စုံတယ်ပြီးတော့အကောင်းဆိုးအမှန်မှန်ကိုကွဲကွဲပြားပြားခွဲခြားတည်မြင်နိုင်တယ်အရေးကြီးဆုံးကတော့လောကကြီးကိုအမှန်အတိုင်းရှုမြင်နိုင်တဲ့တမာတိတိအမြင်ရှိတာပါပဲကဲပညာရှိနဲ့ပေါင်းသင်းခြင်းရဲ့အစွမ်းတတ္တိဘလောက်ကြီးမားတယ်လဲဆိုတာကိုအကောင်းဆုံးသရုပ်ဖော်ထားတဲ့ပရိကတ်ဒေါ်လာဥပမာလေးတစ်ခုကိုလေ့လာကြည့်ကြအောင်ပါဒီဇလန်ကအရှင်သာရိပုတ္တရာလောင်းလျဥပတိတပရဘုတ်အကြောင်းပါဒီနေ့မှာသူဟာစွမ်းခံကြွလာတဲ့အရှင်အသဇိကိုတွေ့လိုက်တယ်အရှင်အသဇိရဲ့ငြိမ်သက်တည်ကြည်တဲ့အင်ဒရီကိုမြင်လိုက်ရုံနဲ့ကိုပဲစိတ်ထဲမှာအလွန်အမင်းကြည်ညိုသွားခဲ့တယ်ဟာဒီဘုကိုဟာတာမန်လူတယောက်တော့မဖြစ်နိုင်ဘူးဆိုတာကိုချက်ချင်းသိပြီးချင်းကပ်မေးမြန်းခဲ့ရကနေပြီးတော့ဆက်စတရားကိုရှောက်ဖို့တွေ့ရှိဖို့လမ်းစာကိုရခဲ့တာပါကြည့်ပါအောင်ပညာရှိတယောက်ရဲ့အပြုအမူလေးတစ်ခုကတော့တခြားသူတယောက်ရဲ့ဘဝကိုဘလောက်တောင်လွှမ်းမိုးပြောင်းလဲသွားစေနိုင်တယ်လဲဆိုတာကိုပြနေတာပါပဲဒီအဆိုလေးကခုနဇလန်ရဲ့အနစ်ချုပ်ပါပဲလူတယောက်ရဲ့ကောင်းမွန်တဲ့အရေးတွေးတွေဟာသူပေါင်းတဲ့မိရှိတွေအပေါ်မှာမူတည်ပြီးတိုးတက်လာနိုင်တယ်လို့ဆိုရုပ်သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲအယမ်းမှန်ပါတယ်ဟုတ်ပြီနှစ်ပေါင်း2500ကျော်ကအဆုံးအမတစ်ခုဟာဒီနေ့ခေတ်လူမှုဘဝအတွက်ရောတကယ်ပဲအတုံးဝင်နေသေးရဲ့လားအဖြစ်ကတော့အန်အော်စရာကောင်းလောက်အောင်အတုံးဝင်နေတော့မှာပဲဒီရှေးအောင်အဆုံးအမတွေကဒီနေ့ခေတ်ကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံအတွက်ဘလောက်ထိတောင်တန်ဖိုးရှိနေသေးတယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ရအောင်ပါအခု slide မှာတွေ့ရတဲ့အတိုင်းပဲပေါ့ရှေးကြားတဲ့ဒီအဆုံးအမကိုခေတ်သစ်စေပညာနဲ့ခေါင်းဆောင်မှုပညာရည်တရားလည်းအခိုင်အမာထောက်ခံထားတယ်ပညာရှိနဲ့ပေါင်းဖော်ခြင်းဆိုတာဟာအခုခေတ်မှာပြောနေကြတဲ့လက်ညွန်ပေးနိုင်တဲ့ mentor ကောင်းတွေစံထားတဲ့ role model တွေရှားပေးတာနဲ့အတူတူပါပဲပြီးတော့ social contagion ဆိုတဲ့စိတ်ပညာသဘောတရားတစ်ခုရှိတယ်လူတစ်ယောက်ရဲ့ပြုမှုခံစားချက်နဲ့တွေးခေါ်ဒီဟာသူနဲ့အနီးကပ်ပေါင်းဖြစ်တဲ့သူနေစီကိုကူးစားတက်တယ်ဒါကြောင့်လို့ပတ်ဝန်းကျင်ကောင်းကိုရွေးချယ်တယ်ဆိုတာဟာကိုကောင်းမွန်အောင်ပုံထွေးနေတာနဲ့ဘာမှမခြားပါဘူးခေတ်သစ်လေ့လာချက်တွေရလဲဒါကမှန်ကန်ကြောင်းတွေ့ရှိရပါတယ်ကိုချင်းတရားကောင်းမွန်တဲ့ role model တွေ mentor တွေနဲ့ပေါင်းတဲ့အခါမှာလုပ်ငန်းခွင်မှာကိုချင်းတရားပိုကောင်းလာတာဆက်ဆံရွှဲစွမ်းရည်တွေတိုးတက်လာတာနောက်ဆုံးဘဝရဲ့အလုံးစုံခြင်းနဲ့ပြောရှင်မှုတွေပါတိတိသားသားတက်လာတယ်ဆိုတာကိုအချက်လက်တင်နဲ့တကွာတွေ့ရပါတယ်ဆိုတော့ကိုယ်ထက်အတွေ့အကြုံရင့်ကျက်ပြီးကိုချင်းတရားကောင်းမွန်တဲ့သူတွေနဲ့နီးနီးကပ်ကပ်နေထိုင်ခြင်းကကိုယ့်ရဲ့အလုပ်ကိုင်းတော့ပချမကဘူးဘဝတစ်ခုလုံးတက်ပါအပေါင်းလက္ခဏာဆောင်တဲ့ပြောင်းလဲမှုတွေယူဆလာပေးနိုင်တယ်ဆိုတာသိကြပါတယ်
ကဲဒါဆိုရင်တော့ဒီလောက်ထန်ဖို့ရှိတဲ့မင်္ဂလာတရားကိုကိုယ့်ရဲ့နေ့စဉ်ဘဝထဲမှာလက်တွေ့ဘယ်လိုအသုံးချသွားမလဲဆိုတဲ့နီလာတွေကိုလေ့လာကြည့်ကြရအောင်ပါဒီအဆုံးမှာကိုဘဝမှာလက်တွေ့အသုံးချဖို့အဆင့်3ဆင့်ပဲရှိပါတယ်ပထမဆုံးကတော့ကိုယ့်အတွက်စံထားထိုက်တဲ့အရေးအသွေးတွေကဘာတွေလဲဆိုတာသတ်မှတ်ပါဥပမာယူတာရာလားကျိုးစားရာလားကျင့်နာတတ်တာလားဒုတိယအဆင့်ကတော့အဲ့ဒီအရေးအသွေးတွေရှိတဲ့ပုံကိုယ်တွေကိုကိုယ့်ပတ်ဝန်းကျင်မှာတက်တက်ကြွကြွရှာဖွေဖောင်းသွင်းပါလုံကန်ခွဲမှာပဲဖြစ်ဖြစ်လူမှုအဖွဲ့အစည်းတွေမှာပဲဖြစ်ဖြစ်ဒါမှမဟုတ် online ကနေတော့ရှာဖွေလို့ရပါတယ်နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့သူတို့စီကနေမာနမထားပဲနှိမ်ချတဲ့စိတ်နဲ့လေးလာတင်ယူဖို့ပါပဲသူတို့ရဲ့အကြံဉာဏ်တွေကိုတောင်းခံပြီးခုဘဝကိုပို့ကောင်းအောင်ပုံဖော်ယူရမှာပါဒီကင်ပြချက်လေးကိုအဆုံးမတတ်ခင်မှာကိုယ့်ကိုပြန်ပြီးစမ်းစစ်ကြည့်စေခြင်းနဲ့မိကိုလေးသူထားတယ်ခြင်းပါတယ်အခုလက်ရှိမှာကိုယ့်ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ပုံဖော်ပေးနေတဲ့ပညာရှိတွေကဘယ်သူတွေဖြစ်နေမလဲခဏတော့စဉ်းစားကြည့်စေခြင်းပါတယ်ဒီလိုလေးလာတင်ပြချက်တွေကိုနှစ်သက်တဲ့ဆိုရင်တော့ဒါမှပိုင် Modern View YouTube Channel ကို Subscribe လုပ်ပြီးတော့ Like and Comment page နဲ့အပြင်လည်းကူညီပံ့ပိုးနိုင်ပါတယ်ခင်ဗျာကြည့်ရှုအားပေးသူအားလုံးကိုစိတ်နှပါကြံမှာကြားမှာကြပါစေလို့စုမုံကောင်းတောင်းရင်းနေပဲဒီတင်ပြချက်ကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်